အတွေးတစ်ခုဝင်လာတာကအသက်ကြီးလာလေပညာရေးကျန်းမာရေးစီးပွားရေးနဲ့ပတ်သက်တဲ့ဟာတွေကိုပို့ပြီးလေးလာရလေပို့ပြီးလောက်ရလေလို့အတွေးလေးတွေးမိတာပေါ့နော်စာဝတ်နေရေးအတွက်လောက်ရမယ်ကန်ရမယ်ဟဲ့ဆိုရင်ကျန်းမာနေမှပတ်စံရှာလို့ရပါလေအဲ့တော့အသက်ကြီးလာတယ်အသက်ကြီးလာတာနဲ့အများကျန်းမာဖို့အတွက်အနောက်ကနေပြီးကျန်းမာရေးလုပ်ဖို့ကိုအများအားလှုံ့ဆော်နေရတယ်ပြီးတော့မပြည့်စုံသေးတဲ့အရာတွေရှိတယ်လေအဲ့ဒါဘာတွေလဲဆိုတော့လေးလာရမယ်ပညာတွေပေါ့ပညာဆိုတာကအသိပညာအတတ်ပညာအဲ့ဒါတွေလေးလာရအောင်မယ်နော်ကိုယ်စီမှာကပြည့်စုံနေတော့မဟုတ်တာမသေးမချင်းလေးလာတင်ယူနေရမယ်လို့တော့ထင်တယ်လေးလာတင်ယူနေဖို့ကိုလည်းနောက်ဆုံးနေလို့မရဘူးလို့တွေးမိတာပေါ့နော်အဲ့ဒါလေးအတွေးဝင်လာတာပါဗျ